ဗုဒ္ဓဟူးနေ့မှာမွေးတဲ့သူတွေကဉာဏ်ကောင်းပြီးအတွေးခေါ်မြန်တဲ့သူတွေပါအရာရာကိုချက်ချင်းမဆုံးဖြတ်ဖဲနားလည်ပြီးမှဆုံးဖြတ်ခြင်းနဲ့ထိုက်ဖြစ်ပါတယ်သူတို့ဟာပတ်ဝန်းကျင်ကိုလေ့လာတတ်ပြီးလူတစ်ယောက်ရဲ့စိတ်နေသဘောထားကိုမြန်မြန်နားလည်နိုင်တဲ့စွမ်းရည်ရှိပါတယ်ဒါကြောင့်လူတွေနဲ့ပေါင်းတင်ဆက်ဆံရေးမှာလိုက်လျောညီထွေနေနိုင်တတ်ပါတယ်အပြစ်မှန်းမှကြည့်ရင်တီတီငိမ့်ငိမ့်နဲ့စကားပြောချိုတာပေမဲ့အတွင်းစိတ်မှာတော့အတွေးများပြီးအရာရာကိုနက်နက်ရှာရှာစဉ်းစားနေတတ်ပါတယ်ဗုဒ္ဓဟူးသားသမီးတွေရဲ့အားသာချက်ကလေ့လာသင်ယူမြန်ခြင်းပြဿနာတွေကိုအမြင်ကျယ်ကျယ်နဲ့ဖြေရှင်းနိုင်ခြင်းစကားပြောညှိနှိုင်းနိုင်ခြင်းပါဒါပေမဲ့စဉ်းစားလွန်သွားတာကြောင့်ဆုံးဖြတ်ချက်ချရမှာကြာတတ်ပါတယ်တခါတလေကို့အတွေ့အသေးပဲမျောနေပြီးအခွင့်အရေးတချို့ကိုလက်လွတ်မိတတ်ပါတယ်အခြေရေးမှာတော့နားလည်မှုနဲ့ဆက်သွယ်မှုကိုအယမ်းတန်ဖိုးထားပြီးစကားပြောပြီးပြဿနာကိုဖြေရှင်းနိုင်တဲ့ပါတနာကိုသဘောကျပါတယ်ချစ်ပြီးဆိုရင်လည်းအာယုံဆိုင်ပြီးဂရုစိုက်ပေးတတ်တဲ့သူတွေပါဗုဒ္ဓဟူးသားသမီးတယောက်ကိုဘဝထဲမှာရှိနေရင်အကြံပေးကောင်းတယောက်နားလည်ပေးနိုင်တဲ့မိတ်ဆွေတယောက်တင်ပေးမှအများရှိနေတယ်လို့ပါပဲဗုဒ္ဓဟူးသားသမီးဆိုရင် comment မှာလေးထားခဲ့နော်